ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာကန်တာမလုပ်ပါနဲ့နေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပေါက်တာအနီးကပ်ဝိုင်းအောင်ကြည့်တာဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါအာနာသိန်းစစ်တပ်ကသိန်း90ပေးပြီးကျင်းပခိုင်းတဲ့မကွေးတိုင်းမင်းဘူးစကုမြို့နယ်ကရွှေတောင်ကြီးဖျားနတ်ပွဲမှာဖုန်းထဲက VPN ကိုတွေ့ပြီးလူငယ်အမျိုးသား2ဦးကိုအာနာသိန်းစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရွှေတောင်ကြီးဖျားနတ်ပွဲကိုစက်တင်ဘာ23ရက်နဲ့14ရက်2ရက်တာကျင်းပတာဖြစ်ပြီးနတ်ပွဲအတွက်လုံခြုံရေးကင်းပတ်တဲ့အာနာသိန်းစစ်တပ်ကဖမ်းဆီးရလို့သိရပါတယ်။ဖျားတောင်အခြေမှာဖမ်းခံရတာဂိတ်ချတာမဟုတ်ဘူးအရက်ကားနဲ့ကင်းပတ်တာနတ်ပွဲလုံခြုံရေးယူတာပေါ့မတင်ကားတဲ့လူပဲစစ်တာဖုန်းထဲက VPN တွေ့လို့ဖမ်းသွားတယ်ပြောတယ်လို့ဒေသခံတူက The Nation Voice ကိုပြောပါတယ်ဖုန်းထဲမှာ VPN တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာနာသိန်းစစ်တပ်ကပကံစစ်ရွာကန်မျိုးသားတဦးနဲ့မင်းဘူးမြို့ကန်မျိုးသားတဦးတို့ကိုဖမ်းဆီးခဲ့ပြီးအခုထိပြန်မလွတ်သေးဘူးလို့သိရပါတယ်ဒါအပြင်စက်တင်ဘာ23ရက်ညနေပိုင်းကမင်းဘူးမြို့ကထွန်းကျော်တန်ဆောက်လုပ်ရေးပစ္စည်းဆိုင်ကဝန်ထမ်းတွေကိုဖမ်းဆီးသွားတာရှိပြီးစက်တင်ဘာ12ရက်မနေ့ပိုင်းကလည်းမကွေးမြို့ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူတွေကိုဆိုင်ထဲဝင်ပြီးတနက်နဲ့ထောက်ခါဖမ်းခေါ်သွားတာရှိတယ်လို့ဒေသခံတွေက The Nation Voice ကိုပြောပါတယ်။ဒါအပြင်စကုမြို့မြောက်ဖက်တိန်ကုန်းစစ်စေးဂိတ်ကနေပွင့်ပြူမြို့နယ်လေကိုင်းရွာအထိအာနာသိန်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေလို့သိရပါတယ်။အခုလိုပေါ်တာဆွဲဖမ်းဆီးနေရတဲ့ကြောင့်ဖမ်းဆီးခံရတဲ့လူအရေအတွက်ကိုတော့The Nation Voice အနေနဲ့စုံစမ်းနေစေပါအခုစက်တင်ဘာလမှာဖမ်းဆီးခံခဲ့ရတဲ့ရေတွင်းကုန်းရွာကန်တဦးနဲ့နန်းတော်ကုန်းရွာကန်တဦးတို့ကိုတဦးသိန်း80နဲ့ပြန်ရွေးရတယ်လို့ The Nation Voice ကစုံစမ်းသိရပါတယ်အာနာသိန်းစစ်တပ်ဟာရုတ်ရော့လာတဲ့လူအင်အားကိုပြန်လည်ဖြည့်တင်းမှုအတွက်စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးအသက်အရွယ်မရွေးအမျိုးသားအမျိုးသမီးပါမကျန်အချိန်နေရာမရွေးပေါ်တာဆွဲဖမ်းဆီးနေပြီးရှေ့တန်းစစ်မြေပြင်စီကိုပို့ဆောင်နေပါတယ်